ဒီနေ့ကတော့ငွေဆောင်သွားရင်းနဲ့တငယ်ချင်းနဲ့အရန်လာတဲ့ကျွန်းလေးကိုဒုတိယမြောက်သွားမှာဖြစ်ပါတယ်။တယောက်ကို6000နဲ့လူ6ယောက်သွားခဲ့ပါတယ်။ဒါကတော့မသွားခင်ဘုတ်ကတောင်တင်လို့ဖြည်းဖြည်းချင်းပင်လယ်လေးကိုမျောနေရဖြစ်ပါတယ်။ကဲအခုဆိုရင်ဘုတ်ကတော့စထွက်ပါပြီ။ကျွန်တော်တို့ငွေဆောင်နေပြီးတော့အခုသွားမယ့်ကျွန်းကိုသွားဖို့ဆိုရင်နိုင်ကိုက45မိနစ်တော့စီးရပါတယ်ပင်လယ်ကြီးကိုဖြတ်ပြီးတော့ပေါ့။သွားရင်နဲ့ကျွန်းလေးနဲ့ဖြည်းဖြည်းချင်းနီးကပ်လာပါပြီ။ဒါကတော့ဘုတ်စီးရင်နဲ့အရင်နေပူလာလို့ကောင်းကိုပေါင်းမိကိုစွတ်ထားတာပါကဲကျွန်းလာတော့ရောက်ပါပြီကျွန်းလာရောက်ရင်ကျွန်တော်တို့ဘုတ်ကဆင်းပြီးတော့လေထက်စီရပါသေးတယ်ကဲခုဆိုရင်တော့ငကျွန်းကိုရောက်ရှိပါပြီကံရောက်ပြီဆိုတော့ရှက်ကိုအယောင်ပြတဲ့ရှက်မဟုတ်တဲ့ရှက်ကိုတောင်းနေတာဖြစ်ပါတယ်ငါကျုံးကိုရောက်ပြီဆိုရင်ကျုံးပေါ်ကိုလေကားနဲ့ထပ်တက်ရပါသေးတယ်ခုဆိုတော့ထိတ်ကိုရောက်ပါပြီလေကားမကြီးတွေကိုတက်ပြီးဆိုရင်တော့အပေါ်ရောက်တဲ့အခါအရင်အမောပြေမဲ့ရှူခင်းတွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်တပုံအရန်ရိုက်လို့လှတဲ့ photo spot တွေလည်းအများကြီးရှိပါတယ်အပေါ်မှာကိုယ်ဖက်ကျုံးပါနော်ဖက်ကျုံးရောက်နေပြီပါတယ်ဒါကတော့ဒုတိယမြောက်ငှက်ကျုံးပေါ်မှာရောက်တာဖြစ်ပါတယ်ပထမတစ်ခေါက်တုန်းကတကယ်ကြီးပါတယ်ဒီ2016မှာတော့2025မှာပေါ့နော်2025မှာတော့တကယ်ကြီးတွေကတော့တဖြည်းနေရောက်လာပါလားအခုခေတ်လူငယ်တို့ပြောချင်တာငယ်တုန်းရွယ်တုန်းမှာတကယ်ချင်း3ယောက်ဖြစ်ဖြစ်2ယောက်ဖြစ်ဖြစ်4ယောက်ဖြစ်ဖြစ်ရှိရဆိုရင်ခီးသွားဖို့အကြံပေးရချင်ပါတယ်။ဘာလို့လဲဆိုတော့ဒီလိုမျိုးခီးသွားတာကနောက်တစ်ချိန်မှာကိုယ့်ရဲ့ memories တစ်ခုဖြစ်လာမှာပါ။ဆိုတော့အဲ့ဒီ memories ကလုံးဝကြံနေနေခဲ့မဲ့အရာမျိုးပေါ့။ကျွန်တော်တော့ငွေဆောင်တကယ်ချင်းနဲ့ခဏခဏသွားဖြစ်နေဦးမှာပါ။ဆိုတော့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်။အားလုံးပဲတက်တာပါ။